လူလောကမှာတန်ဖိုးကြီးမားဆုံးစွမ်းအားအထက်ဆုံးအရာတစ်ခုရွေးချယ်ပြီးတော့ပြောပါလို့ဆိုရင်ပညာလို့ပဲပြောရမှာဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကပညာနရဏံရတနာလူသားတို့ရဲ့ပစ္စည်းဥစ္စာယရနာဆိုတာမျက်နှိုးဘွယ်ရယရနာဆိုတာအသိပညာသာဖြစ်တယ်လို့လူအများစုအသိမှတ်ပြုတဲ့ရွှေငွေကြောက်တံပရမ ्या တွေကိုယရနာပစ္စည်းလို့လူတွေကသတ်မှတ်ကြတော့လည်းပဲတကယ်ယရနာမျက်နှိုးဘွယ်ရအစစ်ကတော့လူတွေရဲ့တဏ္ဍာမှာရှိနိုင်တဲ့ရှိအောင်ကြိုးစားရတဲ့အသိပညာပဲဖြစ်တယ်အဲ့ဒီအသိပညာဆိုတာငကောကပါလာတာမဟုတ်ဘူးပေါ့သို့တော့ပညာရဲ့ဆုတ်ဆဲအခြေခံအနေနဲ့အဖြစ်တော့ရှိတတ်တယ်လူသားတွေမှာပညာ၃မျိုးဆိုပြီးတော့ခွဲခြားပြတာရှိတယ်မွေးရပါပညာကိုပဋိသန္တိပညာလို့ခေါ်တယ်လူတိုင်းမှာတော့ပါလေးမရှိဘူး bright ဖြစ်တဲ့ပုဂ္ဂိုလ်တွေမှာတော့မွေးရပါပညာဆိုတာရှိတယ်ပေါ့အဲ့ဒီမွေးရပါပညာရှိတဲ့ပုဂ္ဂိုလ်ဟာသူများတဲ့ပို့ပြီးတော့ထက်မြက်တယ်သူများတဲ့ပို့ပြီးတော့မတင်ရပဲနဲ့နားလဲတယ် bright ဖြစ်တယ်လို့ပြောကြတယ်အထူးအဖြင့်ကိုလူမျိုးကိုနိုင်ငံနေမှုပြောတာမဟုတ်ဘူးရှေးပုံရခြုံပြီးတော့ပြောမယ်ဆိုရင်တစ်ချိန်ကနိုင်ငံတကာမှာအတန်လွှင့်ရုံတစ်ခုကအင်တာဗျူးလုပ်တဲ့အခါမှာပြောသွားတာလေမှတ်မထင်ကြားလိုက်ရတာရှိတယ်အာရှသားတွေနဲ့တွဲပြီးတော့အလုံးလုံးဖူးတဲ့ပုဂ္ဂိုလ်တယောက်ကဝန်ခံပြောကြားသွားတာပါတော့ဆိုအာရှနိုင်ငံနေတယ်မယ်တဲ့သူပွင့်ပွင့်လင်းလင်းပြောရရင်သူတွဲလို့တဲ့ထဲမှာဗမာပြည်ကလူတွေက bright ဖြစ်တယ်လို့ပြောပါဒါသူများအတိမပြုတဲ့စကားတစ်ခုပေါ့နော်သူနဲ့တွဲလို့တဲ့ပုဂ္ဂိုလ်တွေကပညာစွမ်းအားထက်မြက်တဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်ပြောမယ်ဆိုရင်တော့လည်းဖြစ်တော့ဖြစ်တယ်ဘာကြောင့်လို့ဆိုရင်ကမ္ဘာကုလသမဂ္ဂမှာဒီကုလသမဂ္ဂအတွင်းမှုချုပ်လုပ်သွားတာရှိတဲ့ထဲမှာမြန်မာနိုင်ငံကတူပါဝင်သွားတယ်ဥတ္တဆိုတဲ့ထူးချွန်တဲ့ပုဂ္ဂိုလ်တူပါဒါတမန်အားဖြင့်ဒီလိုကမ္ဘာအသင်းအဖွဲ့ United Nation လူပေါင်းစုံကမ္ဘာပေါင်းစုံနိုင်ငံပေါင်းစုံကပုဂ္ဂိုလ်တွေလူမျိုးပေါင်းစုံစုထားတဲ့အထဲမှာထက်ထက်မြက်မြက်နဲ့အရာရာကိုဥဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာပေါ်များတာတော့မဟုတ်ဘူးရှားပါတယ်ပေါ့စစ်အေးတိုက်ပွဲကြီးမားနေတဲ့ခေတ်ကာလမှာဘုရားဘာသာဝင်ဖြစ်ပြီးအမျှော်မြင်ကြီးမားလို့စိတ်နှလုံးနူးညံ့တဲ့ဥတ္တန်ကမ္ဘာကုလသမဂ္ဂမှာအလုံးကလိုလာနဲ့အတွင်းရေမှုချုပ်ရာထူးကိုပေးခဲ့တာဖြစ်တယ်သူလုံးနိုင်တဲ့အတိုင်းအတာလုပ်ပြီးတဲ့အခါမှာဆက်လုပ်ဖို့ရများကလိုလားတော့လည်းပဲသူကဆက်မလုပ်ပဲနဲ့ညင်းခဲ့ရတယ်
ကျမရေးချနေရအဲ့တော့ဒါလည်းပဲမြန်မာနိုင်ငံပေါ်မှာမြန်မာနိုင်ငံရဲ့ရှေးမြေဒေသမှာမွေးဖွားသွားပြီးတော့ထူးချွန်တဲ့ပုဂ္ဂိုလ်တရားအဲ့လိုမွေးရပါအသိပညာထက်လာတဲ့ပုဂ္ဂိုလ်တွေရဲ့နောက်ဒုတိယရနိုင်တဲ့ပညာပါတော့ဆိုပါရိဟာရိယပညာလို့ခေါ်တယ်အစဉ်စဉ်သင်ယူကြိုးစားပြီးလေ့ကျင့်သွားလို့ထက်မြက်လာတဲ့ပညာဒုတိယပညာမျိုးစားပါရိဟာရိယဆိုတစားနဲ့တစားအခုလိုတက္ကသိုလ်တွေမှာတက်ပြီးတော့ပညာတွေစီးပူးအထုတ်တယ်တစားတစားသင်ယူတယ်စာအုပ်တွေကိုဖတ်တယ်အသိပညာတွေကိုစီးပူးတယ်ဆိုလို့တဖြည်းဖြည်းတောက်ပြောင်တိုးတက်လာတဲ့ပညာအားကိုတော့ပါရိဟာရိယပညာလို့ခေါ်တယ်တမန်အဖြစ်ပြောမယ်ဆိုလို့ရှိရင်ပဋိသန္ဓိပညာနဲ့ပါရိဟာရိယပညာလို့ဒီနှစ်ခုဟာလောကီလူသားတွေအတွက်မှာအရေးတကြီးလိုအပ်လဲလိုအပ်တယ်ရှိလဲရှိနိုင်တဲ့ပညာမျိုးပဲဖြစ်တယ်။နောက်ပညာတစ်ခုကတော့ဘာဝနာပညာလို့ခေါ်တယ်။ဒါကဖျားပွင့်တဲ့အခါမှာဒီလိုင်းကိုအသုံးချပြီးစနစ်တကျတိုးတက်မြင့်မားလာအောင်လေ့ကျင့်ပေးခြင်းအပြင်ရှင်ထဲမှာရှိတဲ့တွေ့တာမှုတွေမုန်းတိမှုတွေအမှန်မသိမှုတွေဆိုတဲ့စိတ်ရဲ့အညစ်အကြေးတွေအလုံးကိုဖယ်ရှားပြစ်နိုင်တဲ့ဖယ်ရှားပြစ်ဖို့အခြေခံဖြစ်တဲ့ပညာဝိပဿနာပညာဝိပဿနာပညာအနေပြီးတော့ရရှိလာတဲ့မဲ့ပညာဖို့ပညာအဲ့ဒီပညာကတော့လောကမှာအမြင့်ဆုံးပဲဒီပညာရက်ကတက္ကသိုလ်တွေမှာတက်ပြီးတော့သင်လို့မရတဲ့ပညာမျိုးမြတ်စွာဘုရားဟောတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုစနစ်တကျလေ့လာသင်ယူပြီးတော့လေ့ကျင့်မှသာလျှင်ဒီပညာမျိုးကိုရနိုင်တဘွားနဲ့မရရင်လည်းဆက်လက်ပြီးတော့လေ့ကျင့်ရမှာဖြစ်တယ်အဲ့တော့အများအားဖြင့်ဖြစ်နိုင်တဲ့ပညာရက်ကပဋိသန္ဓိပညာနဲ့ပါရိဟာရိယပညာလို့ဒီပညာနှစ်ရပ်ကတော့မရှိမနေအများစုကရှားရှိအောင်ကြိုးစားအထောက်ပညာသည်စွမ်းအားတစ်မျိုးပဲစွမ်းအားရှိတဲ့ပညာရပ်ကိုတိုးတက်မြတ်ပြလာအောင်လေ့ကျင့်ပေးခြင်းအပြင်ထိုပညာရဲ့အစွမ်းတွေဟာပို၍ထက်မြက်လာတာဖြစ်တယ်ခုပဲမကြာခင်ကသတင်းထုတ်ပြန်ချက်တစ်ခုမှကြားလိုက်ရတယ်စัจ java လာကိုစူးစမ်းလေ့လာနေတယ် cosmology ကဘာမှာလေ့လာနေတဲ့အလုံးကိုဝေးလံတဲ့ကောင်းကင်ကကြီးမားလာတဲ့ဂျိုကြီးနှစ်ခုထပ်ပြီးတော့တွေ့တယ်အဲ့ဒီကြီးမားတဲ့ဂျိုကြီးကိုဂျိုကြီးနှလုံးကိုဗမာစကားလုံးနဲ့ဗမာရဲ့ဝါဟာရနဲ့အမိပေးထားတယ်ဆိုတာဒီကနေ့ပဲဒီအကြောင်းလေးကိုသိရတယ်အဲ့ဒီဂျိုကြီးကိုရစ်ပတ်နေပတ်ပြီးတော့သွားနေတဲ့သူ့လောက်မကြီးတဲ့ဂျိုရယ်အလွန်ကြီးမားတဲ့ဂျိုကြီးရယ်နာမည်မရှိသေးလို့ခုမှအသစ်တွေ့တဲ့ဂျိုကြီးအဲ့ဒီဂျိုကြီးကိုအေယာဝတီလို့နာမည်ပေးထားပတ်ပြီးတော့သွားနေတဲ့ဂျိုကိုတော့ပကံလို့နာမည်ပေးထားတယ်အဲ့ဒါကိုတစ်ကမ္ဘာလုံးကနောက်တော့အသိမှပြုမယ် cosmology ဆိုတဲ့ကောင်းကင်နက္ခတ္တရာတွေစัจ java လာကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေဖို့မြန်မာစကားလုံးနှစ်ခုမြန်မာဝါဟာရနှစ်ခုဟာကောင်းကင်ကိုတော့ရောက်သွားပြီလို့သူတို့ပြောမှာဖြစ်တယ်အဲ့ဒီလိုရောက်သွားခြင်းဟာလည်းပဲဘာကြောင့်ရောက်တယ်ဆိုတာတော့အကြောင်းမသိရဘူးသို့တော့
မေရိကန်နိုင်ငံမှာနာဆာမှာဗမာလူမျိုးတွေလှုပ်လှုပ်နေတာရှိတယ်1994 1994ခုနှစ်တုန်းကအမေရိကန်နေတုန်းကနာဆာမှာအလုပ်လုပ်နေတဲ့ဗမာတယောက်နဲ့တွေ့ခဲ့ဘူးတယ်သူနာဆာမှာအလုပ်လုပ်နေတယ်မကြခင်ကလည်းပဲဆေးပညာနဲ့ပတ်သက်တဲ့သုတေသနတစ်ခုမှာမြန်မာအမျိုးသမီးဥဆောင်တဲ့ group တစ်ခုဟာအောင်မြင်မှုကိုရနေလို့ထောက်ပံ့ငွေကြေးမြောက်များစွာရှိပြီးသူတို့ရဲ့သုတေသနလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ဖို့အဲ့ဒါလေတရင်တစ်ခုအနေနဲ့ကြာအဲ့တော့ဆိုလိုတာကမြန်မာလူမျိုးတွေပင်ကိုမျိုးရိုးက bright ဖြစ်ပါရဲ့တန်းနဲ့ဒီတိတော့အောင်ကြိုးစားဖို့ရအမှန်မှအရေးကြီးသို့တော့ကြိုးစားကြသလားဆိုအတိုင်းအတာတစ်ခုရလိုအပ်နေသေးတယ်လို့ပြောရမှာဖြစ်တယ်ပညာကြိုးစားမဲ့အစားတယောက်နဲ့တယောက်မတက်အောင်လုပ်တာတွေကများနေတော့ဒါတွေကတော့မလုပ်တဲ့ကိစ္စတွေပဲเนาะပညာကိုပဲကြိုးစားအထောက်ကြရမှာဖြစ်တယ်အချိန်ဖြုံးပြီးတော့ကိုယ့်ကိုယ်ဖြည့်ဆည်းတာမျိုးမလုပ်သင့်ဘူးတဲ့ကိုယ့်ရဲ့ပင်ကိုအည်ချင်းလေးကောင်းတာကိုတိုးမြင့်ပြီးတော့တန်မိုးကြီးမအောင်ပဲလုပ်ရမှာဖြစ်တယ်လူတိုင်းမှာဒါကိုတော့တတိချကြရမှာပညာတိုးတက်ခြင်းဘာလို့ရမြတ်စွာဘုရားဟောထားတဲ့နည်းကတတိတမ္ပစဉ္ညလေ့ကျင့်ခန်းကစပြီးတော့လေ့ကျင့်ရမှာဖြစ်မြတ်စွာဘုရားဟောတဲ့တရားတွေကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်600ကဟောခဲ့တဲ့တရားတွေဖြစ်တော့တယ်ခဏိဘုရားဟောတဲ့တရားတွေကဘယ်အရာဖြင့်ဒိတ်အောက်သွားတယ်ဆိုတာမရှိဘူး up to date ပဲเนาะလူသားတွေရှိနေသမျှမှန်းနေတော့မယ်ဘယ်တရားဖြင့်မှားသွားတယ်ခစ်နဲ့အဝင်ခွင့်ညမဖြစ်တော့ဘူးဘုရားဟောထားတာနဲ့လက်တွေ့နဲ့မကိုက်တော့ဘူးဆိုတာမရှိဘူးရှိလို့ရှိရင်ရှာပြကြအောင်မြတ်စွာဘုရားကသစ္စာ၄ပါးဆိုတာဟောထားတယ်သစ္စာ၄ပါးလိုနေသေးတယ်သစ္စာ၅ပါးဖြစ်တဲ့နယ်လို့အရေးဆုံးပဲပုဂ္ဂိုလ်မရှိနိုင်ဘူးတရားနော်မှန်မှန်ကန်ကန်ပြောနိုင်တဲ့ပုဂ္ဂိုလ်မရှိမဂ္ဂင်၈ပါးလည်းပဲမဂ္ဂင်တစ်ပါးပိုးနေသေးတယ်9ပါးလောက်နဲ့လုံလောက်တယ်လို့ပြောကြတယ်အကြောင်းမရှိဘူးမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေဟာပြည့်ပြည့်စုံစုံဟောထားတာပဲဖြစ်တယ်ပြည့်စုံတယ်ပြည့်စုံရုံနဲ့မကဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကပြိဋိဘံဆံဃာနေ့မှာရှန္ဒနာကိုပွင့်ပွင့်လင်းလင်းပြောခဲ့တယ်နမေအာစရိယမုဋ္ဌိအဋ္ဌိဓမ္မေတုသိလိုက်တဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့တဲ့ငါမှာအာစရိယမုဋ္ဌိခြံထားတာမရှိဘူးလို့ပြောတယ်လောကမှာဆရာတွေကသူတို့သိတဲ့ပညာကိုတပည့်တွေကိုအကုန်မပေးဘူးလောကီမှာအကုန်ပေးလို့မရှိဘူးခြံထားတယ်ဆရာသားခြံထားတယ်ခေါ်အဲ့ဒါကိုအာစရိယမုဋ္ဌိလို့ခေါ်တယ်ဆရာကရှုပ်ဝက်ပြီးတော့ပြန်သိမ်းတာတပည့်တွေကိုအကုန်မပေးဘူးအဲ့ဒီတရားနဲ့ပတ်သက်ပြီးတော့မပြည့်စုံသေးတဲ့တရားဆိုတာလုံးဝမရှိဘူးအကုန်လုံးဟောပြီးသားတန္တရဘာဟိတံအတွင်းရောအပြင်ရောအကုန်ဟောထားတယ်နားထောင်တဲ့ပုဂ္ဂိုလ်ကသာသူ့အတိုင်းအတာရသူယူနိုင်တဲ့အတိုင်းအတာရရှိကြတာဖြစ်တယ်မြတ်စွာဘုရားကတော့အလုံးကိုသင်ပေးတယ်လို့တညီတယ်သင်ပေးတယ်လို့ပြောတယ်သို့တော့ဒီကနေ့ခေတ်မှာဗုဒ္ဓဘာသာထဲမှာခိုင်းခွဲရှိတယ်ရှေးတုန်းကအသုံးကတော့မဟာယာနနဲ့ဟိနယာနဆိုတဲ့အသုံးရှိတယ်မဟာယာနနဲ့ဟိနယာနတို့ဆိုပြီး
နောက်ပိုင်းတော့ဟိနယာနဆိုတာနှိမ်ခေါ်ထားတာဖြစ်တော့ကြောင့်မဟာယာနနဲ့ထေရဝါဒလို့သူတို့သုံးတယ်မဟာယာနဆိုတာလူတိုင်းဖျားဖြစ်ပြီးနိဗ္ဗာန်ဝင်ရမယ်ဖျားဖြစ်တဲ့နိဗ္ဗာန်ဝင်မယ်ဆိုတဲ့ great vehicle လို့ခေါ်တယ်အဲ့ဒီလမ်းကြောင်းကနေသွားလို့မဟာယာနထေရဝါဒဆိုတာတော့မြတ်စွာဘုရားရဲ့တပည့်ကြီးတွေကဖျားဟောတာကိုပြင်ဆင်ခြင်းမရှိဘဲနဲ့မူရင်းအတိုင်းလက်ခံမူရင်းအတိုင်းလက်ခံတယ်သို့တော့တစ်ချိန်လုံးကမဟာယာနတွေကဟိနယာနလို့ခေါ်ခဲ့တဲ့ခိုင်တခိုင်ရှိကောင်းရှိနိုင်တယ်ပေါ့နော်မြန်မာပြည်မှာထွန်းကားတဲ့ဘာသာတရားကထေရဝါဒလို့ခေါ်တယ်ထေရဝါဒဆိုတာထေရဆိုတာသာသနာတော်မှာခိုင်မာပြီးဖြစ်တဲ့လူကြီးတွေမထေကြီးတွေလို့မထေကြီးတွေကသူတို့ရဲ့မူဝါဒလမ်းစဉ်ချမှတ်ထားဖျားမရှိတော့ဘူးဆိုတဲ့အခါမှာလူဆိုတာတွေကနော်လူတွေရဲ့သဘာဝကိုဟာပြည့်ညင်တဲ့သဘောတွေရှိတယ်ပေါ့နော်မြတ်စွာဘုရားဟောတဲ့တရားဆိုတာလောကဥပဒေလူပြင်းစရာရှိတာမဟုတ်ဘူးလူလုံးတဲ့ဥပဒေနဲ့မတူဘူးပေါ့ပြည့်စင်စရာမရှိဘူးပြည့်စုံအောင်ဟောထားပြီးသားဖြစ်သည့်အတွက်ကြောင့်ပြင်ဆင်ဖို့မလိုအပ်တဲ့ဒါကြောင့်မို့ဘုရားပြိဋိဘံစံပြီးတဲ့အခါမှာရှင်မကတ္တဝအမှုရှိတဲ့တန်ခါ9သိန်းကရှင်မကတ္တဝကိုယ်တိုင်ကနေဆုံးဖြတ်ချက်ချတယ်အဲ့ဒီတန်ခါ9သိန်းပါဝင်တဲ့အစည်းအဝေးမှာမူဝါဒ3မျိုးချမှတ်ပေးထားတယ်အဲ့ဒီမူဝါဒ3မျိုးကဘာတော့ဆိုအပိညတံနပိညပိတဗံဖျားမပညာခဲ့တာကိုထပ်ပြီးတော့ကိုယ့်လက်ထက်မှာမပညာရဘူးအသစ်မတိုးရဘူးလို့ပြောတာပညာတံနသမုတ်စိန်နိတဗံပညာပြီးသားစိကံကိုမပယ်ဖြတ်ရဘူးပညာနောက်ထပ်ပြီးတော့တိုးเสียလည်းမလို့ရှိပြီးသားကိုပယ်ဖြတ်เสียလည်းမလို့ယထာပညာတိတုသိက္ခာပရိတုသိက္ခိတဗံဖျားပညာချမှတ်ထားတဲ့အတိုင်းပဲလိုက်နာကျင့်သုံးရမယ်ဆိုဒီမူဝါဒ3ချက်ကိုချမှတ်ခဲ့တာအဲ့ဒါကြောင့်ထေရဝါဒလို့ခေါ်လိုက်တာ